မင်္ဂလာပါရှင်ဗုဒ္ဓဟူးညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ယနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့ပတ်ဆက်လုပ်ငန်းများကိုပြန်လည်အကောင့်ထဲပေါ်လှုပ်ဆောင်တော့မယ့်သတင်းနဲ့ pre-class ကျောင်းသားများလက်ခံမိရက်ကိုရက်တိုးတတ်မှတ်လိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ကျွန်မအခုမှကြဆင်ပါရှင်ဖကန်ဒေတာအတွင်းမူရစေဝါတိုက်ဖြတ်ရေးပတ်စံလုပ်ငန်းများကိုပြန်လည်အကောင့်ထဲပေါ်လှုပ်ဆောင်ရန်ဖကန်ဒေတာပတ်စံဖွဲ့စည်းမှစီစဉ်ဆောင်ရွက်နေကြောင်းသိရပါတယ်။ဖကန်ဒေတာအတွင်းပတ်စံလုပ်ငန်းကိုအခက်အခဲမျိုးမျိုးကြောင့်ယာယီရနာထားရာမူရစေဝါသုံးဆွဲသူများရောင်းဝယ်သူတွေတနည်းထက်တနည်းပိုမိုများလာတာကြောင့်ဖကန်ဒေတာပတ်စံအဖွဲ့မှပတ်စံကော်မတီဝင်များကိုခေါ်ယူပြီးဇွန်လ22ရက်နေ့မှာအစည်းအဝေးတရက်ပြုလုပ်ကာဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။၎င်းအစည်းအဝေးမှာမူရစေဝါတားဆီးကောက်ွယ်ရေးလှုပ်ရှားမှုများပြုလုပ်ရာမှာအားလုံးပါဝင်နိုင်ရန်လူထုကိုအရင်ချပြပြီးလှုပ်ဆောင်သွားမှာဖြစ်ပြီးအကြမ်းမဖက်တဲ့နည်းနဲ့အသက်နိုင်ဆုံးလှုပ်ဆောင်ဖို့စီစဉ်ခဲ့တာဖြစ်ကြောင်းဖကန်ပတ်စံအဖွဲ့မှ Rebel Support တူးခုံပြောပါတယ်။ဖကန်ဒေတာပတ်စံအဖွဲ့အစည်းကိုဖကန်ဒေတာအတွင်းရှိဥရုဆိုင်မော်နဲ့နှစ်ချင်းခရီးယန်အတင်းတော်များအားလုံးပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။မိုင်ဂျာယန် College Pre-class မှာပညာသင်ယူမဲ့ကျောင်းသားကျောင်းသူတစ်များကိုဇွန်လ29ရက်နေ့အထိကျောင်းလျှောက်လွှာများလက်ခံရန်ရက်တိုးသတ်မှတ်ထားကြောင်းကျောင်းကော်မတီမှသိရပါတယ်။ Pre-class ကျောင်းသားများကိုဇွန်လ24ရက်နေ့အထိတာလက်ခံဖို့စီစဉ်ထားတော့လဲကျောင်းအတွင်းပြင်ဆင်ချက်များကြောင့်တတ်မှတ်ရက်ကိုရက်တိုးထားတာဖြစ်ကြောင်းသိရပါတယ်။2020-2023ပညာသင်နှစ်အတွင်း Pre-class ကျောင်းသားများအတွက်ကျောင်းစရိတ်ကိုတော့အခမဲ့တတ်မှတ်ထားကြောင်းနဲ့၎င်းတတ်မှတ်ချက်မှာအဆောင်နေစရိတ်၊စားစရိတ်၊ပညာသင်စရိတ်အားလုံးပါဝင်ကြောင်းသိရပါတယ်။10တန်းအောင်မြင်ပြီးပညာဆက်လက်လေလာစီးပူးရန်တက္ကသိုလ်ပညာရေးလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ကျောင်းသားတွေကိုအားပေးတဲ့အနေနဲ့အခမဲ့တင်ကြားနိုင်ရန်စီစဉ်သားပေးခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ကျောင်းဝင်ခွင့်လျှောက်လာများကိုမိုင်ဂျာယန် College ရဲ့ Facebook စာမျက်နှာမှာရယူနိုင်ပြီးလိပ်စာအတိုင်းပေးဖို့လျှောက်ထားနိုင်ကြောင်းလည်းသိရှိရပါတယ်ရှင်။ပမာတိုင်းသားဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။ရမတွနာလောကရှိကနိဖေနာလူနာရင်